မင်္ဂလာပါရှင်ဒီနေ့မှာတော့ Donald Trump ပိုင်ဆိုင်ခဲ့တဲ့ကားတွေကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်။ Trump ဟာကားတွေကိုအရန်ချစ်တဲ့သူဖြစ်ပြီး classic cars, luxury cars, supercars နဲ့ American iconic cars အထိအမျိုးမျိုးပိုင်ဆိုင်ထားခဲ့ပါတယ်။ Luxury cars နံပါတ်1 Rolls-Royce Phantom 2015ဒီကားကို The Boss Car လို့ခေါ်တတ်ပါတယ်။ The Senate Engine, handcrafted interior, premium leather နဲ့ wood finish ပါဝင်တဲ့မျှော်လင့်ထားသလောက်ပဲဂုဏ်သိက္ခာရှိတဲ့ကားဖြစ်ပါတယ်။ Trump ကိုယ်တိုင်ကပါ luxury symbol လို့ပြောခဲ့ပါတယ်။နံပါတ်2 Rolls-Royce Silver Cloud 1956သူ့ရဲ့အရင်ကအချစ်ဆုံးကားတစ်စီးပါတန်ဖိုးမြင့်တဲ့ classic Rolls-Royce model ဖြစ်ပါတယ်။နံပါတ်3 Mercedes-Benz 600 ဝန်း220 2000ခုနှစ်မျိုးဆက်က model ဖြစ်ပြီး Trump ရဲ့ daily driver တစ်စီးအနေနဲ့အသုံးများပါတယ်။ security modification တွေပါထည့်ထားနိုင်ပါတယ်။ Supercar Sports Cars နံပါတ်1 Lamborghini Diablo Roadster 1998 12 engine နဲ့9 horsepower ပါသူ့အကြိုက်ဆုံးအရောင်ဖြစ်တဲ့ Gold color version ဖြစ်ပြီးမော်တော်ကားဖန်တီးမှုနဲ့လှည့်စားမှုအကြောင်းပြောတဲ့အခါဓာတ်ပုံထဲမှာတစ်ခါတလေတွေ့ရတတ်ပါတယ်။နံပါတ်2 Ferrari 430 Italian exotic supercar တစ်စီးဖြစ်ပြီး Maiden chain နဲ့490 horsepower ပါဝင်ပါတယ်။ဒီကားကို Trump collection ထဲကနေ2011ခုနှစ်မှာ auction တင်ခဲ့ပါတယ်။နံပါတ်3 Mercedes-Benz McLaren 9.4 supercharged 8 engine နဲ့618 horsepower ပါတန်ဖိုးနဲ့ဈေးနှုန်းလေးရ0.0လောက်ရှိတဲ့ supercar ဖြစ်ပြီး Trump ရဲ့ personal garage ထဲမှာရှိခဲ့ပါတယ်။ American Classics နံပါတ်1 Cadillac Allant 1988 Cadillac က Donald Trump အတွက်အထူးသီးသန့်ပြုလုပ်ပေးတဲ့ model ဖြစ်ပါတယ်။ Trump Series လို့ခေါ်ပြီး Designed for Donald Trump ဆိုတဲ့စာတမ်းပါဝင်ပါတယ်။နံပါတ်2 Cadillac Limousine Trump Executive Series ဒီ limousine ကိုလည်း Cadillac က1988ခုနှစ်မှာအထူးသီးသန့်ထုတ်လုပ်ပေးခဲ့ပါတယ်။ Gold plated interior ဒီ fax machine နဲ့ဘာအထိပါဝင်ပြီး luxury အပြည့်ဖြစ်ပါတယ်။နှစ်စီးထုတ်ထားပြီးတစ်စီးကတော့ Trump ကိုယ်တိုင်အသုံးပြုခဲ့ပါတယ်။ Chevrolet Camaro Indy 500 pace car 2011ဒီကားကတော့သူ့နာမည်နဲ့ signature ပါတဲ့ limited edition model ဖြစ်ပါတယ်။ Donald Trump ဟာခေတ်ရည်စီကြောင်းနဲ့အမြဲလိုက်လျှောက်နေတဲ့သူဖြစ်ပြီးသူ့ရဲ့ car collection ဟာသူ့အောင်မြင်မှုနဲ့အဆင့်တန်းကိုပြသတဲ့သင်ခန်းစာတစ်ခုလိုဖြစ်နေပါတယ်။ All the time we have